Gym 9နီးပါးမှာဒီဆက်5မျိုးရှိပါတယ်။ဒါပေမဲ့ဒီဆက်တွေစီကနေရလက် 100% ထွက်အောင်ဘယ်လိုဆော့အောင်လဲဆိုတာကတော့လူ100မှာ9ယောက်လောက်ပဲသိပါတယ်။ဆိုတော့ Gym မှာရှိတဲ့ machine 5မျိုးအကြောင်းကျွန်တော်နဲ့အတူလေ့လာကြည့်လိုက်ရအောင်ပါ။နံပါတ်1အနေနဲ့ရွေးချယ်ထားတဲ့ machine ကတော့ chest press machine ပဲဖြစ်ပါတယ်။လူအများစုကဒီ machine ထက်ဆိုင် dumbbell chest press ကိုပိုပြီးရွေးချယ်ကြတာများပါတယ်။ဒါပေမဲ့ chest muscle တေချာကြီးကျင်တယ်ဆိုရင်တော့ဒီဆက်ကပေးနိုင်တဲ့အားသာချက်တွေကိုသိထားဖို့တော့လိုပါတယ်။ကျွန်တော်တို့ dumbbell နဲ့ chest ကိုတွန်းတဲ့အခါအလေးကအပေါ်ဆုံးရောက်နေတဲ့အချိန်မှာတော့ယူပဗေဒသဘောအရကဘာမြေကြီးရဲ့ဆွဲအားကြောင့်အလေးရဲ့အလေးချိန်ဟာလက်မောင်းရိုးပခုံးရိုးနဲ့တရောင်စစ်တွေမှာပဲတက်ရောက်သွားပြီးတွန်းနေတဲ့ chest muscle မှာ tension မရတော့တာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါပေမဲ့ chest press machine က cable နဲ့ lever စနစ်ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်တွန်းထုတ်လိုက်တဲ့တစ်လျှောက်လုံးရင်အုပ်ပေါ်မှာအလေးချိန်ဟာတသက်မှတ်တည်းရှိနေစေပြီးကြွက်သားကိုကြွက်ကြညှစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ရင်အုပ်ကြွက်သားကြီးထွားဖို့အတွက်တော်တော်လေးအထောက်အကူပြုပါတယ်။နောက်ပြီး dumbbell နဲ့ဆော့တဲ့အခါဘေးကိုရိုင်ထွက်မသွားအောင်ထိန်းနေရတာနဲ့တင် chest muscle ကို focus လုပ်ဖို့အတွက်လည်းတော်တော်လေးခက်ခဲပါတယ်။ဒီဆက်မှာကျတော့ chest တွန်းမဲ့လမ်းကြောင်းကိုသတ်မှတ်ပြီးသားဖြစ်တဲ့အတွက်ကိုယ့်ရဲ့ chest muscle ကိုတေချာ focus လုပ်လို့ရပြီး injury risk လည်းမရှိသလောက်နည်းတာဖြစ်တဲ့အတွက် safe ဖြစ်ပြီး muscle ကြီးထွားဖို့အတွက်အကောင်းဆုံး machine တစ်ခုလို့လည်းပြောလို့ရပါတယ်။နံပါတ်2အနေနဲ့ကတော့ lat pull down machine ပဲဖြစ်ပါတယ်။ back muscle ကြီးကျင်တဲ့သူတယောက်အနေနဲ့သိထားရမယ့်အချက်ကတော့ဒီ machine ကပေါ်ကနေအောက်ကိုဆွဲချတဲ့ machine တစ်ခုတည်းမဟုတ်ပါဘူး။သူကကြောပြင်ကြွက်သားတွေကို momentum အနည်းဆုံးနဲ့အလုပ်လုပ်ခိုင်းနိုင်တဲ့ဆက်တစ်မျိုးလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ momentum နည်းတာက back muscle တွေကိုအကောင်းဆုံးထိရအောင်လှုံ့ဆော်ပေးနိုင်လို့ပါ။ lat pull down machine ရဲ့အဓိကအားသာချက်တွေထဲကတစ်ခုကတော့သူ့ရဲ့ pulley system ပဲဖြစ်ပါတယ်။ဒါကအလေးကိုကြိုက်သလိုပြောင်းလို့ရပြီး muscle ကို fail ဖြစ်တဲ့အထိဆော့လို့ရတာဖြစ်တဲ့အတွက်လှုံ့ဆော်မှုအားကောင်းတဲ့ဆက်တစ်ခုလို့ပြောလို့ရပါတယ်။နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ဆိုရင်တော့ dumbbell rows barbell row တွေဆော့တဲ့အခါမှာခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုပေါ်မူတည်ပြီး force တက်ရောက်မှုကလည်းပြောင်းလဲနေပါတယ်။ဒါပေမဲ့ lat pull down machine မှာတော့ cable ကကိုယ်ဆွဲတဲ့အားနဲ့တသက်မှတ်တည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကိုထိချင်တဲ့ muscle ကိုထိရောက်အောင်တေချာ train လို့ရတာပဲဖြစ်ပါတယ်။နောက်ပြီး eccentric လို့ခေါ်တဲ့ muscle ကိုဆွဲဆန့်တဲ့အပိုင်းကိုတေချာ train လို့ရတာဖြစ်တဲ့အတွက်ကြောင့် back muscle ပိုကားလာခြင်းတဲ့သူတွေအတွက်တော်တော်လေးအသုံးဝင်ပါတယ်။တတိယတစ်ခုအနေနဲ့ကတော့ chest supported T-bar row ပဲဖြစ်ပါတယ်။ free weight တွေနဲ့ back ဆော့တဲ့အခါကျွန်တော်တို့ကခါးမနာအောင်ထိန်းနေရတဲ့နေအားတော်တော်လေးကုန်နေပါပြီ။ဒီဆက်မှာပါတဲ့ရင်ဘတ်မီတဲ့ခုံကခါးမနာအောင်တခါတည်းထိန်းပြီးသားဖြစ်တာမို့လို့ကျွန်တော်တို့ဆော့မဲ့ back muscle ကိုပို့ပြီးအာရုံစိုက်လို့ရသွားစေပါတယ်။ဒါကို lumbar stability လို့ခေါ်ပြီးခါး injury အနည်းဆုံးနဲ့အလေးမနိုင်အောင်လို့ဒီဇိုင်းထုတ်ထားတာပဲဖြစ်ပါတယ်။စတုထမြောက် machine ကတော့ pressure curve machine ပါ။လက်မောင်းကြီးဖို့ဆိုလူတိုင်းနီးပါး dumbbell ပဲပြေးကင်ကြတာများပါတယ်။ဒါပေမဲ့ဘိုင်ဆက်ကြီးကျင်တဲ့သူတယောက်အနေနဲ့ကတော့ pressure curve machine ကရွေးချယ်ဖို့အသင့်တော်ဆုံးပါပဲ။ dumbbell ဆက်တာရဲ့အဓိကအချက်ကတော့တရောင်စစ်ကိုငြိမ်နေအောင်ထိန်းထားပေးနိုင်တာကြောင့်ပါ။ဘိုင်ဆက်ကိုတေချာထိရောက်အောင်ဆော့ဖို့အတွက်ဆိုရင်တရောင်စစ်ငြိမ်နေမှရတာဖြစ်တဲ့အတွက် pressure curve machine ကဘိုင်ဆက်အတွက်ရွေးချယ်သင့်ဆုံးပဲဖြစ်ပါတယ်။နောက်ဆုံးနံပါတ်5အနေနဲ့တော့ lat press machine ပဲဖြစ်ပါတယ်။အောက်ပိုင်းအတွက် barbell squat ထိုင်တဲ့အခါမှာခါးမနာအောင်လို့ကျွန်တော်တို့ထိန်းနေရပါတယ်။ lat press machine မှာကျတော့ကြောရိုးကခုံမှာပဲအပြည့်အဝမိထားပြီးသားဖြစ်တာမို့လို့ခါးနာမှာကြောက်စရာမလိုတော့ပါဘူး။နောက်ပြီးပေါင်ရှိကြက်သားပေါင်နောက်ကြက်သားနဲ့တခြားအောက်ပိုင်း muscle တော်တော်များများကိုဒီဆက်တစ်ခုတည်းနဲ့ဆော့နိုင်တာကလည်းသူ့ရဲ့အားသာချက်ပဲဖြစ်ပါတယ်။အခုပြောပြပေးသွားတဲ့ဆက်5မျိုးစလုံးဟာ target muscle ကိုထိရောက်အောင် train ဖို့အတွက်အကောင်းဆုံးဆက်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့သိထားရမှာကဆက်တွေကတသက်မှတ်တည်းဖြစ်အောင်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ဒီဆက်တွေနဲ့ပဲအမြဲဆော့နေမယ်ဆိုရင် stabilizer muscle လို့ခေါ်တဲ့ခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိန်းညှိပေးထားတဲ့ muscle လေးတွေအားနည်းသွားနိုင်ပါတယ်။ဒါကြောင့် free weight နဲ့ machine တွေကိုမျှတအောင်အသုံးပြုဖို့အတွက်အကြံပေးချင်ပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့လည်းပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။